ကဲဒါလေးကတော့အရှိရ Venus sign လိုက် reaction လောက်တာရဲ့ pep 2ပေါ့နော်အဲ့တော့အရှိမှာ6ဆိုင်ပြီးပြီဆိုတော့ကိုကနောက်က6ဆိုင်ပေါ့နော်အော်ဟုတ်လားအော်ဟုတ်လားအော်ဟုတ်လားအိုးဟုတ်လားအော်ဟုတ်လားအော်ဟုတ်လားကဲဒါလေးကတော့ Venus sign လိုက် reaction လောက်ပြသွားတာဖြစ်ပါတယ်ရှင်နောက်ပိုင်းလေးတွေမှာလည်း Venus sign လောက်ပြရမလား Moon sign လောက်ပြရမလားဒါမှမဟုတ် Sun sign လောက်ပြရမလားဒါမှမဟုတ်ဆိုရင် rising sign လောက်ပြရမလားဆိုတာကို comment လေးမှာမှတ်ခဲ့ပေးကြပါဦးเนาะပြီးတော့အကောင့်လေးလည်း follow ပေးခဲ့ကြအောင်เนาะso see you in the next video guys bye bye